တော့ချက်ရှိုးလိုက်ဒါကတော့ sharper forward ပေါ့နော်သူကဒီ headset light လေးကိုနှိပ်ရင်သူကအဲ့လိုဟွန်းနေပိုင်းမြည်တယ်ပေါ့ဗျာဒါကတော့မီးထွန်းတာဘာမှမဆန်ဘူးကားပြီးအဲ့လိုအမှောင်နေတဲ့ချိန်ကြရင်ပေါ့နော်ဒါနောက်ဖုန်းပြီးရင်ဒါ information ဒါဒီ cloud လေးပြီးပြန်လင်းသွားတာဗျာဒါကတော့ lock ပိတ်ဖွင့်ပေါ့နော်ကျွန်တော်မှ lock ဒီကားလေးရဲ့ twin gang ကိုကျွန်တော်ပြပေးမယ်ဒါဆိုရင်ဒီကောင်ဆိုတာ2008 model ပဲရှိသေးတယ်ဗျာဒါ2008 model Volvo S80H80 ပေါ့နော် S80 ကားဖြစ်ပါတယ်သူ့ရဲ့အတွင်းကမှာဆိုရင်ဒီမှာ show line တော့ညီကိုတွေဒါ Volvo logo ကြီးကိုပြပြမြင်ရမယ်ဒီမှာဒါသူ့ရဲ့အတွင်းကဒီမှာဆိုဒါ cruise control တွေပေါ့နော်ဒါကတော့ဖုန်းတင်ချတယ်ပြီးရင်ဒီ Euro ကားတွေကကျွန်တော်ဂျပန်ကားတွေနဲ့မတူတာဒီမှာသူတို့ရဲ့ဒီမီးချိန်ခလုတ်တွေပါညာတွေသူတို့ဒီမှာဒီလိုပါတာပေါ့နော်ရှေ့မှာဆိုဒီမှာမီးလင်းသွားပြီပေါ့နော်ဒါဆိုမီးထုံးတာလို့ပေါ့ဒါကျွန်တော်တို့ဂျပန်ကားတွေနဲ့ပဲရင်းနှီးနေကြဆိုတော့လေပြီးရင် Euro ကားတွေမှာတော့တည့်တဲ့အတိုင်းပဲဒီဘက်ချမ်း signal မီးဖြစ်ပါတယ်ဒီညာဘက်ချမ်းကဒါဟိုပါပေါ့ဟိုလိုမျိုးပေါ့နော်ဟို wiper ပေါ့နော် okay ပြီးရင်ဒီမှာဆိုရင်လည်းကီလိုဒါတော့ထိုင်ခွက်ပေါ့ဒီမှာမိုက်တာကျွန်တော်ပြချင်တာပါဒီလိုပြိုင်ကားလို့ဘာလို့လဲဒီထိုင်ခွက်တန်လေးလို့ချမ်းလေးပဲပါနော်ဒါဟို digital နဲ့ဟိုဒီ analog နဲ့ဟိုတွဲထားပေးတာဒီမှာ show လိုက်ဒီဘက်မှာဟောပဲဒီမှာတခြားလေးကြည့်လိုက်နော်လုံးဝပြီးရင်ဒီမှာ key ထဲတဲ့နေရာလေးပါတယ်ဒါကတော့ကျွန်တော်တို့ crown တွေမှာလည်းမြင်ဘူးတယ်ပေါ့နော်ဒီမှာဒါ key ထဲတဲ့နေရာလေးကတော့အထာကြလေးပေါ့ဗျာဒါကတော့ step ခလုတ်ဖြစ်ပါတယ်ပြီးရင်ဒီကောင်တွေကလေလုံးဝမိုက်တာလေဒီ leather တွေဒီ soft တွေတော်တော်ဖြစ်တာဗျာတကယ်မိုက်တာသူတို့သုံးမိတာ sound quality ကလည်းလုံးဝပြောစရာမလိုဒီမှာ 5.1 speaker တွေလုံးဝသုံးမိတာ share Volvo ကဒါ Sweden ကထုတ်တဲ့ကားဖြစ်တယ်ပေါ့နော် Euro ကဒီကားတွေမှာကြည့်နိုင်ငံကျွန်တော်တို့ဒီဂျပန်ကားတွေနဲ့မတူတဲ့ຢာလေးလို့ကျွန်တော်ပြချင်တာပေါ့ဗျာအဓိကတော့ဒီမှာဒါဆိုရင်ဒီခေါင်းဆိုရင်ဒါအပေါ်လေလာမယ်ပေါ့နော်ဒီမှာဆိုလဲသူက digital cluster နဲ့ပြတယ်ဒီမှာဆိုရင်ဒါကတော့အလဲပေါ့ဗျာဒီမှာဆိုတော့ဒါချစ်တော့ပေါ့ကျွန်တော်ဂျပန်ကားတွေမှာဒီ၃ခုလုံးလဲတော့ပေးလို့ရတယ်ကျွန်တော်ဂျပန်ကားတွေမှာဆိုရင်mode နဲ့ပြောင်းတယ်ပေါ့နော်ဒီ2008မှာဒါ2008 model ဆိုပေမဲ့သူ့မှာလည်းဒီမှာဒီ Jura Icon နေတာဟိုဘက်ဒီဘက်အကုန်ပါတယ်ဒါကတော့အသံချဲ့တာဗာညာပေါ့ radio ပေါ့နော်ပြီးရင်ဒီသုံးထားတဲ့ဒီ chrome လေးတွေဒါတော်တော်လှတယ်အဲ့ခစ်ခါတဲ့ဟိုလှတာဒီမှာ show လိုက်ဒီမှာနော်ဒါတော့ဒါ Volvo ရဲ့အတွင်းကinterior ပေါ့နော်ဒီမှာဆိုရင်လည်းဒါသူများနေနဲ့မတူနော်ခလုတ်လေးတွေမှာကြည့်တယ်နော်ညီကိုတွေဒီ R ဘက်ကိုနှိပ်ရင်ဒါဒီဘက်ကိုဘီလင်းသွားတယ်ပေါ့နော်သူကဒီဘက်ကိုနှိပ်ရင်ဒီဘက်ကျွန်တော်ဒီမှာဒါ R ကိုနှိပ်လိုက်မယ်မှန်ဘီလင်းသွားပြီအဲ့ဒါကိုကျွန်တော်ဒီမှာချိန်လို့ရတယ်မှန်ချိန်တာပေါ့နော်အဲ့ဒါကိုဘူးလုံးလေးပေါ့နော်ဒီ PlayStation ခလုတ်ကလိုမျိုးဘူးလုံးပုံစံလေးလုပ်ပေးထားတာပြီးရင်ဒီမှာ show လိုက်တာ electric parking brake ဖြစ်တယ် hand brake ပေါ့နော်ဒါသူတို့ Euro တွေကတော့ပို့ပြီးတော့နေပညာကောင်းတော့အဲ့လိုမျိုးလေးသုံးတာပေါ့နော်ဒီခုခေတ်မှာတော့ကားတော်များများသုံးနေဆိုပေမဲ့အဲ့ခေတ်တော့မသုံးဘူးပေါ့ဒီမှာကြည့်ဒါ CK ဆိုတာခလုတ်လေးပဲနော်ခလုတ်လေးဒီလိုနှိပ်လိုက်ရင်ပဲနောက်မပွင့်သွားပြီဒါဆိုလဲစီဖုံးပွင့်သွားပြီခလုတ်လေးကိုနှိပ်လိုက်ရင်ပဲဒီမှာ C motor တွေ show လိုက်ခလုတ်လေးတွေပေါ့နော်ဒါ C motor 1 2 3ဒီမှာဆိုရင်လည်းparking sensor တွေပါအကုန်ပါတယ်ဒီသုံးထားတဲ့ဟာတွေကလုံးဝ premium ဆန်တယ်ဗျာဒီ Euro ကားတွေကလေဒါကျွန်တော်နေ့ပြချင်တာပေါ့နော်ဒါ okay